guys ဒီနေ့ဆရာတို့2023 မေဂျွန်ရဲ့ paper 2 ဒုတိယတစ်ပိုင်းဖြစ်တဲ့ database ကိုတွားရအောင်database ဆိုတာနဲ့ဆရာတို့ဒီဒါဘာလုပ်ရမလဲဆိုတော့ report တွေကိုဆရာတို့လုပ်ရမယ်ပေါ့နော် represent report ဆိုတော့ report တွေကိုလုပ်ရမယ်အဲ့တော့သူပြောထားတဲ့အတိုင်း examine the file examine ဆိုဆရာတို့ကိုရှာကြည့်ရမှာပေါ့နော် j2321 result.csv ကိုဆရာတို့တွားကြည့်မယ်ဘာကို identify လုပ်ပေးရမလဲဆိုတော့ most appropriate ဖြစ်တဲ့ field ကို primary key အနေနဲ့ဆိုတော့ရွေးဖို့အတွက်သွားပြီးတော့ရွေးရှာပေးရမှာပေါ့နော် identify ကိုပိတ်လိုက်လို့ရပြီတဲ့အဲ့ဆိုရင်ဆရာတို့ကဒီမှာဘာလုပ်လဲဆိုတော့သူရဲ့ result file ကိုတွားလိုက်မယ်ပေါ့နော်သူရဲ့ result file ကိုတွားလိုက်ပြီးဒီထဲကနေမှပါရှိတယ်ဆိုတော့သူပြောထားတဲ့ဆရာတို့ဒီ file ကိုတွားရှာကြည့်မယ်result.csv ပေါ့နော်အဲ့ဒါဆို result ကိုတွားကြည့်မယ်နော် resultအဲ့ဆိုရင် result ထဲမှာဆိုတော့ appropriate အဖြစ်ဆုံးကပါလဲဆိုတော့တွားကြည့်မယ်ပေါ့နော် primary key ဖြစ်တဲ့ဟာကအဲ့ဆိုရင်ဆိုတော့တစ်ချက်ထားလိုက် control A ပြီးတော့ဒီမှာ conditional formatting highlight cell ဆိုတော့ duplicate value ကိုရွေးလိုက်ပေါ့နော်အဲ့တော့ဒီမှာ okay နေလိုက်တဲ့အခါကျရင်ဆိုတော့ duplicate ပေါ့ထပ်နေတဲ့ဟာတွေကဘာတွေဖြစ်မလဲဆိုတော့ကြည့်လိုက်အမနီနေတာပါတဲ့ဟာ column ဒီ field တွေပေါ့နော် field ဆိုတဲ့မျိုး column တစ်ခုပေါ့နော်ဒီမှာနီနေတာပါတယ်ဆိုရင်သူဒီ primary key မဖြစ်နိုင်ဘူးထပ်နေတဲ့တန်ဖိုးတွေရှိတယ်ပေါ့နော်သဘောတရားကတော့အဲ့တော့ဒီမှာဆိုရင်ဆရာတို့ raise number ဒီဘာလဲဆိုတော့လုံးဝထပ်နေတဲ့တန်ဖိုးမရှိတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုဆရာတို့ primary key ဖြစ်ယူတင်တယ်တခါလဲပြရမှာကအကယ်၍ဒီမျိုးနာမည်တွေပေါ့နော်နာမည်တွေမှာသွားပြီးတော့ဒီမျိုး return value မရှိဘူးဆိုရင်လည်းသူ့ကို primary key မယူဘူးဆရာတို့နာမည်တွေကို primary key ယူလို့မရှိဘူးเนาะအချိန်တွေရောပေါ့နော်အချိန်တွေဒီမျိုးနာမည်တွေကိုဆရာ primary key မသုံးပါဘူးတစ်ချိန်ချိန်မှာထပ်သွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုမျိုး number တွေကိုပဲဆရာတို့သုံးလေးရှိတယ်เนาะဒီမှာဆိုရင် raise number ကိုဆရာတို့ကဘာလုပ်ရမလဲဆိုတော့ primary key အနေနဲ့သုံးကြမယ်ပေါ့ okay အဲ့တော့ဒီ raise number primary key ဖြစ်သုံးမဲ့ဆိုတာကိုမှတ်ခဲ့ပြီးပြီဆိုရင်ဆရာတို့ဒါလေးကိုပိတ်လိုက်မပိတ်လို့မရဘူးเนาะမပိတ်ရင်ဆရာတို့နောက်ပိုင်းမှာအလုပ်လုပ်ခက်တာတွေ့ရလိမ့်မယ်အဲ့တော့ don't say လို့ပဲနှိပ်လိုက်မယ် okay အဲ့ဆိုရင်ဆရာတို့သိသွားပြီ raise number ကိုဆရာတို့သုံးမယ်ပြီးရင် using the database software ကိုသုံးပြီးတော့ဒီ result.csv ကိုထည့်ပါဆိုတော့အရင်ဆုံးဘာကိုဖွင့်လိုက်မလဲဆိုတော့ Microsoft Access ကိုဖွင့်မယ်Microsoft Access မှာဆရာတို့ blank database ယူမယ်ဆိုတော့တိမ့်မဲ့နေရာတော့ဘယ်လိုတိမ့်မလဲဆိုရင်ဆရာတို့ရဲ့ desktop ပေါ်ကအခုလက်ရှိအလုပ်လုပ်နေတဲ့2023 မေဂျွန်21နဲ့မှာပဲဆရာတို့တိမ့်လိုက်မယ်နော်ပြန်ပြီးတော့ရှားဖွင့်ရတာလွယ်အောင်လို့လေတစုတည်းဖြစ်သွားလို့ဆရာတို့အမျိုးစုတယ်ပြီးရင်ဒီ table လေးကိုပိတ်လိုက်မယ်အဲ့ဆိုရင်ဆရာတို့ဒါ database ready ဖြစ်ပြီအဲ့တော့သူကဘာလုပ်ခိုင်းတာလဲဆိုတော့ခုန result.csv ကိုဆရာတို့ import ဆိုတော့ထည့်ခိုင်းတာပေါ့နော်ထည့်ဖို့အတွက်ဆရာတို့က external data new data source from file ကနေ test file ကိုသွားမယ်ပြီးရင် browse ကိုနှိပ်မယ်browse ကနေမှာဆရာတို့ကဘယ်လိုသွားမလဲဆိုတော့ desktop ပေါ်ကနေမှာဆရာတို့ရဲ့ result file တွေကိုဝင်မယ်ဒီမှာနော်ဆရာတို့ရဲ့ result file တွေကနေမှာဘာရွေးမလဲဆိုတော့ result ကိုရွေးပြီးတော့နော်အဲ့ဆိုရင်ဆရာတို့ဒီထဲဝင်သွားမယ် okay နေလိုက်မယ်ပြီးရင်ပထမဆုံး delimited ဖြစ်ရမယ် next first row ကိုအမှန်ချက်ရမယ် next ဒီဟာကတော့ဆရာတို့အခုလောလောဆယ်သုံးကြမလို့ဘာကြောင့်မလဲဆိုတော့မထည့်ခိုင်းတာမပါတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဆရာတို့ဒီမှာဘာမထည့်ပါနဲ့ဘာညာဆိုတော့ဒီမှာရွေးရမယ်ပေါ့နော်အခုတော့မလို့ဘူးကြောchoose my own primary key ဆရာတို့ primary key ကိုရွေးရမယ်ဘာလို့လဲဆိုတော့ဒီမှာ identify field ပေါ့နော်ဆရာတို့ခုနကသွားကြည့်ပြီးတော့ဒါကိုယူပါမယ်ဆိုရင်တတ်မှတ်ခဲ့တဲ့ဟာကိုပဲ primary key ထားခဲ့တယ်အဲ့တော့ခုနကဆရာတို့သွားရှာခဲ့တာဘာလို့လဲဆိုတော့ဒီ raise number primary key ထားမယ်လို့ဆရာတို့တတ်မှတ်ခဲ့တာဖြစ်တဲ့အတွက်ဒီမှာကိုဟာကိုဆရာတို့က raise number primary key ထားမယ်ဆိုရင်တော့ပြန်ရွေးရမယ်ပြီးရင် advance ကိုသွားမယ်အဲ့တော့ဒီမှာဆရာတို့ဇာလေးကြည့်ရမယ်ပေါ့နော်အဲ့တော့ဒီမှာ date time နဲ့ဘာညာတွေပါတယ်ဆိုရင် day ဆိုရင်တော့တခြားလေးကြည့်ပါနော်အဲ့ဒီမှာတော့ yes ပဲဆိုတော့ဆရာတို့သုံးလို့ရတယ်အဲ့တော့ test number test တုံးခု number test တုံးခု number test မှန်တယ်နော် integer လည်း number ပဲနော်နောက်တစ်ခါကျတော့ number date time test number ရဲ့ date time ရဲ့ test ရဲ့အဲ့တော့ဆရာတို့ရဲ့ database ကိုသွားကြည့်မယ်နောက်တစ်ခါကျတော့ number ရဲ့ date time ရဲ့ test ရဲ့ number ရဲ့ okay အဲ့ဆိုရင်ဆရာတို့ဒီမှာမှန်သွားပြီပေါ့နော်အဲ့တော့မှန်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဆရာတို့ဘာလုပ်မလဲဆိုတော့ okay နေလိုက်မယ်ပြီး next ပြီးရင်ဆရာတို့ဒီမှာဒီဟိုဟာလေးနံပါတ်လေးကိုဖြတ်လိုက်မယ်နော် finish နေလိုက်မယ်အဲ့ဆိုရင် close နေလိုက်တဲ့အခါမှာဆရာတို့ result table ကိုရလာပြီနော်အဲ့တော့ရလာပြီဆိုရင်သူကဘာလုပ်ခိုင်းတာလဲဆိုတော့ place an evidence document နဲ့မှာတဲ့ screenshot အနေနဲ့ field name တွေရဲ့ data type တွေရဲ့ primary key တွေကိုဆရာတို့က screenshot ရိုက်ပြီးတော့ထည့်ပေးရမယ်အဲ့ဆိုရင်ဆရာတို့ဒီကောင်ကို screenshot မရိုက်ခင်မှာဆရာတို့ရဲ့သူ့ရဲ့ view လေးကိုအရင်ဆုံးချိန်လိုက်ပါနော်ဒီ view ကိုရောက်ပြီဆိုရင်ဆရာတို့ကဒီအောက်မှာ current ကလည်းဆရာတို့စီမှာတော့ကွယ်နေရပါနော် Windows စီမှာတော့မကွယ်ဖို့များတယ်ဆရာရဲ့ screen သေးလို့ပါနော်
အဲ့ဆိုရင်သူပြောထားတဲ့ဥစ္စာတိုင်းဆရာတို့ပြန်ပြီးတော့စစ်ရမယ်ဒီမှာ display ပေါ့နော် display ပိုင်းဆိုတော့စစ်ရမယ် race number ဒီ0 decimal place ဖြစ်ရမယ်အဲ့တော့ race number က0 decimal place ဆိုတော့ဆရာတို့ဒီမှာ auto ဖြစ်ပြီးသားပေါ့နော်ဆရာတို့ပို့ပြီးတော့သိချပါအောင်0 decimal place ကိုဆရာကဘာလုပ်လိုက်မလဲဆိုတော့ fix လုပ်လိုက်မယ်နော်နောက်တစ်ခုကကျတော့ပါလဲဆိုရင် YOB ကလည်း0 decimal place ပဲ YOB ကလည်း0 decimal place ပဲဆိုတော့ဆရာတို့0 decimal place ကဆရာတို့ဒီမှာထည့်မယ် fix ပါနော်အဲ့ပြီးရင်နောက်တစ်ခုကကျတော့ပါလဲဆိုရင် date race time က hour minute second ဖြစ်ရမယ်ဆိုတော့ဆိုတော့ race time ဒီမှာနော် race time က hour minute second ဆိုတော့ HHMM SS ပေါ့နော်ဒီမျိုးထည့်ပြီးတော့ဆိုတော့သုံးလိုက်မယ်နောက်တစ်ခုကကျတော့event rank ကလည်း0 decimal cat rank ကလည်း0 decimal အဲ့ဆိုရင် event rank ကလည်း0 decimal ဖြစ်ပြီးသားကိုဆရာတို့ကထည့်ရဖြစ်ပြီးသားပဲငါမပြင်တော့ဆိုလဲရတယ်နော်ဆရာတို့ဒီမှာတေချာပါအောင်လို့တေချာလေးလိုက်ပြင်နော်ဒီမှာ0 decimal place နဲ့ဒါကကျတော့မဖြစ်ရမလဲဆိုတော့ fix ဖြစ်ရမယ်နော် okay အဲ့ပြီးဆရာတို့ဒါလေးကို save လိုက်မယ်ပြင်ပြီးသားလေးဆို save လိုက်မယ်ပြီး view လေး change ကြည့်လိုက်ပါနော်change လိုက်တဲ့အခါမှာသူပြောထားတဲ့အတိုင်းဆရာတို့ race number ကလည်း number 0 decimal place နဲ့ဖြစ်တယ် YOB ကလည်း number 0 decimal place ဒီမှာလည်း hour minute second ဖြစ်မယ်ပြီးရင်ဒီမှာ event rank ရော current ရော0 decimal place နဲ့ဖြစ်တယ်အဲ့ဒါဆိုရင်ဆရာတို့မှန်ပြီဆိုရင်ဆရာတို့ screenshot ရိုက်ပြီးတော့ evidence ကိုသတ်သိမ်းမယ်အဲ့ဒါဆိုရင်ဆရာတို့ screenshot ကဒီမျိုးလေးရိုက်မယ်ပေါ့နော်ဒီမျိုးလေးရိုက်မယ်အဲ့တော့ဆရာတို့ဒီအောက်မှာ current ကမဆက်တာဖြစ်တဲ့ကြောင့်မို့ပြန်ပြီးတော့ထည့်ရမှာပေါ့နော်အဲ့ဒါဆိုရင်ဆရာတို့ရဲ့ result file နဲ့ကနေမှာ work area နဲ့မှာ evidence ရှိရနော်ဆရာတို့ရဲ့ evidence ကိုတော့ဖွင့်မယ် okay အခုလက်ရှိထည့်မဲ့ဟာက evidence number ဒီမှာ15နော်15ဆိုတော့ step 50ရဲ့ evidence နဲ့မှာဆရာတို့လာပြီးတော့ထည့်ရမယ်ဒီမှာဆရာတို့ဒါလေးကိုထည့်မယ်ပေါ့နော်ထည့်ပြီးကြတော့နောက်ထပ်တစ်ခုကကျတော့တေးလေးဒီအောက်မှာကွယ်နေတာဖြစ်တဲ့ကြောင့်ဆရာတို့ဖြည့်ညက်ကတ်လုပ်လိုက်မယ်ပေါ့နော်ဒီလိုလေးပြန်ပေါင်းလိုက် okay အဲ့ဆိုရင်ဆရာတို့ဒါလေးကိုဒီမှာထည့်လိုက်ပါနော်အဲ့လိုမျိုးလေးရပါမယ်ပေါ့အဲ့ဆိုရင်ဆရာတို့အဆင်ပြေပြီနောက်တစ်ခုသွားရအောင်နောက်တစ်ခါကျတော့ပါလဲဆိုရင် import ပဲတူလဲထည့်ရမှာကဒီ start timer csv ကို new table နဲ့ database တွေကိုဆရာတို့ထည့်ရမယ်သူကကျတော့ group code ကို primary key အနေနဲ့ဆရာတို့သုံးခိုင်းတယ်ပေါ့နော်အဲ့တော့ဒါလေးကိုဆရာတို့သွားထည့်မယ်ဆိုရင် Microsoft Access ကိုပြန်သွားဒီကောင်လေးကတော့ပြီးသွားပြီဆိုတော့ဆရာတို့ save ပြီးတော့ပိတ်ခဲ့လိုက်မယ် external data new data so from file test file ဒီကနေမှာ browse ကနေမှာ start time လေးကိုရွေးမယ် okay နှိပ်မယ်ပြီးရင် okay နှိပ်လိုက်မယ်delimited ပဲဖြစ်ရမယ် next first row လေးကိုအမှန်ချက်မယ် next ဒီမှာဆိုရင်ကျွန်တော်ဘာမှမပြောထားသေးရဖြစ်တဲ့ကြောင့်မကြော်မယ် choose my own primary key ကိုမှာ group code ကိုရွေးရမယ်မှန်တယ် advanced ကိုသွားမယ်ဆိုတော့ဒီမှာ test ၄ခု date time တစ်ခုမှန်လားဆိုတော့ကြည့်မယ် test ၄ခု date time တစ်ခုမှန်တယ် data type ကကိုက်ပြီအဲဆို okay next ဆိုတော့ဒီဟာလေးကိုဖြတ်လိုက်မယ်ဒါပြီး finish လေးနေလိုက် close အဲ့ဆိုရင် start time table လေးဝင်လာပြီပေါ့နော် start time table လေးရပြီဆိုရင်သူကဘာလဲဆိုတော့စာရဲ့နောက်ဆုံးက HHMMSS ဖြစ်ရမယ်ဒါကြောင့်မို့ဆိုတော့ view သွားချိန်မယ်ဒီနောက်ဆုံးက date time ကဘာဖြစ်ရမလဲဆိုတော့ HHMMSS ဖြစ်ရမယ်နော်အဲ့ဒီဆိုတော့ဒါလေးရွေးလိုက်ပါအဲ့တော့အဲ့ဒါလေးပြီးသွားပြီဆိုရင်နောက်ထပ် main တစ်ခုကဘာလဲimport သူလည်းထည့်ရမှာပါလဲဆိုရင်sorry ဒီမှာ screenshot ထည့်ရအောင်ပေါ့နော် screenshot နေနဲ့ဆရာတို့ကတော့ထည့်အောင်ပါဒီကောင်လေးကိုဆရာတို့ screenshot သွားရိုက်မယ်အဲ့ဒါက step 60ရဲ့ evidence ဖြစ်သွားပါနော် okay ဒီလိုလေးဖြစ်မယ်ပြီးရင် catcode.csv ကို database မှာထည့်ရမယ် set all data type ကို text အနေနဲ့ပဲသတ်မှတ်ရမယ် catcode ကိုကျတော့ primary key အနေနဲ့သတ်မှတ်မယ်ပြီးရင်သူလည်း screenshot သွားထည့်မယ်ပေါ့နော်ဒီကောင်ကိုဆရာတို့က catcode table အနေနဲ့သွားထည့်ရမယ်ဒါကပြီးပြီဆိုရင် save ပြီဆိုရင် close နှိပ်လိုက် external data new data source from file test file ဒီကနေမှာ browse catcode လေးကိုရွေးမယ် open နှိပ်မယ်ပြီးရင် okay နှိပ်လိုက်မယ်ပြီးရင် next delimited first row အမှန်ချက်မယ် next ဒါလည်းဘာမှမပြောထားဘူးကြော်မယ် next ကိုရွေးမယ်ဘယ်လိုရွေးမလဲဆိုတော့ catcode ကိုရွေးမယ် advanced ကအကုန်လုံးဒီ test ပဲဖြစ်ရမယ်မှန်တယ် okay next ပြီးရင်ဒီရှာ digit လေးတွေကိုဆရာတို့ဖြတ်လိုက်မယ် finish နှိပ်လိုက်မယ် close နှိပ်လိုက်မယ်အဲ့ဒါဆိုရင်ဆရာတို့ဒီမှာပါရပြီလဲဆိုတော့ catcode တွေပဲရလာပြီcatcode တွေပဲမှာအကုန်လုံး test ဖြစ်တာအတွက်ကြောင့်မို့ဆရာတို့ထွေထူတော့ပြောင်းလဲစရာမလိုဘူးပေါ့နော်ဒါလေးကိုဆရာတို့ screenshot ရိုက်ပြီးတော့သိမယ်
ဒါကိုဆရာတို့ evidence step 17ရဲ့အောက်ကိုပတ်ထည့်နော်အဲဒီကောင်လေးအောက်လေးနည်းနည်းလေးဆင်းလိုက်မဆင်းလဲရပါတယ်တော့ဒါပြန်ကျုပ်လိုက်ပေါ့နော်ဒါကြီးနေလို့ကြာနေတဲ့ mouse က okay အဲ့တော့ဒီကောင်လေးဒါကြီးနေတော့နည်းလေးကျုပ်လိုက်မယ်အဲ့ပြီးဒီကောင်လေးကျုပ်လိုက်မယ်အဲ့ဆိုရင်ဆရာတို့ data လေးရဆက်okay အဲ့ဆိုရင်စစ်ပြီးပြီနောက်တစ်ရက်ကိုဆရာတို့တော့နော်အဲ့ဆိုရင်ဆရာဒီ data ကလည်းစင်ကြည့်ရဲဆိုတော့ save နဲ့ဒီ close နေလိုက်မယ်အဲ့တော့နောက်တစ်ခုကကျတော့ပါရှိတယ်ဆိုတော့ create one to many relationships ဆိုတော့ relationship ချိန်ပေးရမှာ start time table တွေက group ကုန်းနဲ့ result table တွေက start ကုန်းနဲ့ကိုချိန်ပေးရမယ် start time table တွေက group ကုန်းနဲ့ result table တွေက start ကုန်းနဲ့ကိုချိန်ပေးရမယ်နောက်ခွာကျတော့ cat ကုန်း table တွေက cat ကုန်းနဲ့ result table တွေက cat ကုန်းနဲ့ချိန်ပေးရမယ်ဆိုတော့အလေပုံကြတဲ့ကဘာလို့လဲဆိုတော့ result တွေပြတော့ပုံကြတာပေါ့နော်အဲဒါကိုလုပ်ဖို့အတွက်ဆရာတို့ဘယ်ကိုသွားမလဲဆိုတော့ database to relationship ကိုသွားမယ် table 3ခုလုံးပါတာဖြစ်တဲ့ကြောင့်မို့3ခုလုံးရွေးမယ် result ကတော့အလေကိုဆရာတို့ထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူပြောထားတဲ့အတိုင်းဘယ်ရလဲဆိုတော့ start time table တွေက group code နဲ့ result table တွေက start code နဲ့ start time table တွေက group code နော် group code နဲ့ဒါနဲ့ပေါ့နော်ပြီးရင်ဒီတွေက start code နဲ့ကိုချိန်ပေးရမယ်အပြင် create လေးနေလိုက်တမျိုးချိန်သွားပြီနော်နောက်တစ်ခုကကြတော့ဗာလဲဆိုရင် cat code table တွေက cat code နဲ့ result table တွေက cat code နဲ့ကိုချိန်ပေးရမယ်အဲ့တော့ cat code table တွေက cat code နဲ့ဒီတွေကဆိုတော့ cat code နဲ့ချိန်ပေးရမယ်ဆိုတော့ဒါလေးကိုဆိုရင်ဒီမှာတင်လွတ်လိုက်နော်အဲ့ဒါဒီမျိုးလေးချိန်သွားပြီပေါ့အဲ့ချိန်သွားပြီဆိုရင်သူကဘာပါသေးလဲဆိုတော့ screenshot တွေရိုက်ပေးရမယ်ပေါ့နော်ဒီ relationship ချိန်ထားတဲ့အကြောင်းအဲ့ဆိုရင်ဆိုတော့ဒီကောင်လေးကို screenshot ရိုက်မယ်ဒီမျိုးလေးတစ်ချက်ဒါတပုံပေါ့နော်ဒါပထမတပုံဒါလည်း evidence 18အောက်မှာဆက်လို့တော့ထည့်မယ်ပထမတပုံဘာထည့်ပါကြမလဲဆိုတော့ဒီ link လေးပေါ့နော်ဒီ link လေးပေါ့တစ်ချက်ထား right click sorry ဒီချာလေးထား right click edit relationship ပြီးဒီ box ကိုလည်းရိုက်မယ်ဒါလည်းတပုံနောက်တပုံကကြတော့ဒီဘက်ကျန်တဲ့ line ပေါ့နော် okay နေမယ်ဒါလေးကိုထားမယ် right clickဒီချာလေးထားပါရပါတော့ right click edit relationship ဒါလေးကိုဆရာနဲ့တပုံထည့်ရိုက်မယ် okay အဲ့ဒါဆရာတို့ကဒီမှာထည့်ရမယ်ဥစ္စာလေးပြီးသွားပြီပေါ့နော် okay ရမယ်နောက်တစ်ခုသွားရအောင်နောက်တစ်ခုကကျတော့ဗာလဲဆိုရင်ဆရာတို့ကဒီမှာ add ဆိုတာကအသစ်ထပ်ထည့်ပေးရမှာပေါ့နော် new record အနေနဲ့ဘယ်တဲကိုလဲဆိုတော့ result table တွေကိုဆရာတို့ဒီ data တွေထပ်ထည့်ပေးရမယ်အဲ့တော့ဒီမှာတစ်ခါတည်းပေါ့နော် data entry error ရှိအောင်မရှိအောင်ပေါ့နော်ဒီချာလေးဆရာတို့ကစစ်ရမယ်နော်အဲ့ပြီးဒါ okay နေလိုက်မယ်ပြီးရင်ဒီ relationship ကို save မယ်ပြီးရင်ဆရာတို့ဒါကိုပိတ်လိုက်မယ်နော်ပိတ်လိုက်ပြီးတော့ result table ကိုသွားဖစ်မယ် data အသစ်ထည့်မှဖြစ်တဲ့ကြောင့်မို့ဆရာတို့ဒီ home မှာပေါ့နော်ဒီအပေါ်မှာ record section ထဲမှာဆရာတို့ဒီမှာ new ဆိုတာရှိရဒီ new ဆိုတာလေးကိုနှိပ်လိုက်ရပြီအဲ့ဒါဒီအောက်ကိုသူ auto ရောက်သွားလိမ့်မယ်ထည့်ရမယ့် data ဒါတွေထည့်ရမှာပေါ့နော်အဲ့တော့ဆရာလက်ချမ်းပြလိုက်မယ်ပေါ့ဒါလေးကိုဆရာဒီဘက်မှာထားလိုက်မယ်ထည့်ရမယ့်ဟာက AC06 နော် AC06 ထည့်ရမယ် tab နဲ့ပဲသွားမယ်နော်နောက်ကကျတော့ WARDLE ပြီးကြရင် BASIL နောက်တစ်ခါကျတော့ 1203 ထည့်ရမယ်အဲ့ပြီးရင် power CYCLES CYCLES အဲ့ပြီးရင် C5 အဲ့ပြီးရင်992အဲ့ပြီးရင်1:25:30အဲ့ပြီးတော့ဘာလဲဆိုတော့ FIN ပြီးရင်1 to 2အဲ့ပြီးတော့ဘယ်လောက်လဲဆိုတော့6 8เนาะ okay အဲ့ဒီပြီးပြီဆိုရင်ဆရာတို့ကမြောက်အပေါ်နှိပ်လိုက်လေရတယ်ဗောနော်တခြားသွားလိုက်လေရတယ်အဲ့တော့အောက်ကိုတော့ enter မခောက်ပြီးစေတယ်ဗောနော်ဒီ data တွေအကုန်လုံးထည့်ပြီးသွားပြီဆိုရင်ဆရာတို့ကenter ခောက်လိုက်လို့တော့မရဘူးနော် enter ခောက်လိုက်တယ်လည်းပြဿနာရှိတယ် okay အဲ့ဒါကိုထည့်ထားတဲ့ data ကမှန်လားမမှန်လားဆိုစစ်ချင်တယ်ဆို control S ဗောနော် save လုပ်လိုက်ဒါမှမဟုတ်ဒီကနေမှ save ကိုနှိပ်လိုက်အဲ့လိုမျိုး save လိုက်တဲ့အခါမှာ error box တစ်ခုခုတက်လာတယ်ဆိုတော့ကိုထည့်ထားတဲ့ data မှားလို့ကွာအဲ့ဒါဒီချာပြန်ကြည့်ရမယ်အခုကမတက်လာဘူးဆိုတော့မှန်တယ်ဗောနော်ဟုတ်ပြီဒါဆိုရင်ဆရာတို့တရားလေးပြီးသွားပြီ
နံပါတ်20ကိုသွားမယ်နံပါတ်20မှာသွားသုံးခိုင်းတာက result နဲ့ set ထားတဲ့ table ကိုပဲဆရာတို့သုံးမယ်တဲ့ tabular report ကို create လုပ်ပေးရမယ်အဲ့တော့ထုံးစံတိုင်းဆရာပြောနေကြအတိုင်းဘယ်ကနေပဲထိတစ်ပိုင်းလဲဆိုတော့ select ကနေ show ထိတာတစ်ပိုင်းပေါ့နော်ပြီးရင်ဒီအောက်ကနေဒီအပေါ်ပိုင်းထိတာကျန်တဲ့ဟာတစ်ပိုင်းနှစ်ပိုင်းရှိမယ်အဲ့တော့ဒီအပေါ်ပိုင်းမှာဆိုလဲ show ကို install လုပ်မယ် group code last name first name YOB status race time event rank ပေါ့နော်ဒါကိုဆရာတို့ကအစင်တိုင်းလေးပေါ်အောင်လုပ်ပေးရမယ်အဲ့တော့အဲ့ဒါပေါ်ဖို့အတွက်ဆိုရင်ဆရာတို့ကဘာလုပ်ရမလဲဆိုတော့ဒီအရင်ဆုံးပေါ့နော် create ကနေ query တွေသွားလုပ်ရမယ် query မှာသူရွေးခိုင်းတာက result နဲ့ start time table ပဲရွေးခိုင်းတယ်ဒီနေ့ကိုဆရာတို့ထည့်မယ် close ပြီးဆရာတို့ဒါလေးကိုချဲလိုက်မယ်ဒီကောင်လေးကိုလည်းဆရာတို့ဒီမှာချဲထားလိုက်မယ်ပေါ့နော်အဲ့တော့အစင်တိုင်းသူရွေးခဲ့တဲ့ဟာ group code last name first name YOB group code last name first name YOB status ပြီးရင်race time event rank race time ပြီး event rank เนาะဒါလေးတွေဆရာတို့ရွေးမယ် okay ရွေးပြီးသွားပြီဆိုရင်တော့ပါကြံသေးတော့ဆိုတော့ဆရာတို့ဒီ select ကိုသွားမယ်ပေါ့နော် select group code က HC00 ပဲဖြစ်ရမယ် is ဆိုရင်ဆရာတို့ဒီအရေးလို့ရတယ် group code ဒီမှာသူရဲ့ criteria က HC00 เนาะဒါပဲဖြစ်ရမယ်ဒါတစ်ခုကကြတော့ဗာလဲဆိုရင် YOB က1975 or later ဆိုတော့ YOB ဒီမှာပေါ့နော်သူရဲ့ criteria greater than equal 1975အဲ့ဒီမျိုးပေါ့နော်ဒီမျိုးထွက်လာတယ်အဲ့ဒါပြီးရင်ဆရာတို့ဗာကြံတယ်ဆိုတော့မကြံတော့ဘူးနော် or later ဆိုတော့ later ဆိုတဲ့ကြောင့်မို့ greater than or ဆိုတဲ့ကြောင့်မို့ equal to ပေါ့နော်အဲ့ဆိုရင်ဆရာတို့ဒီ query ကမှန်ပြီအဲ့ဆို run ကြည့်လိုက် run ကြည့်လိုက်တယ်ဆိုရင်ဒီ YOB ဒီသူပြောတဲ့အတိုင်းဒီ later ပေါ့နော်နောက်ပိုင်းထွက်တဲ့ဟာတွေပဲဖြစ်မယ် group ကကြတော့လေ HC00 only ပဲဖြစ်မယ်ဒါဆိုရင်ဆရာတို့အဖြေကမှန်တယ်မှန်တယ်ဆိုရင်ဆရာတို့ဒီ query ကိုဘာလုပ်လို့ရရလဲဆိုတော့ဆရာတို့ဒီ save ထားလို့ရတယ်ပေါ့နော်အဲဆို save လိုက်မယ် okay နေလိုက်မယ်အဲ့တော့ run ကြည့်နော် run ကြည့်မှအဖြေထွက်မှ report ပြင်မဟုတ်ရင် report ပြင်လို့မရဘူးreport ဘယ်လိုပြောအဖြေမထွက်ဘဲနဲ့ report သွားပြင်တဲ့အခါမှာနှစ်ခါမောပေါ့နော်ဒါကသူကမာဝါရဖြစ်တဲ့အတွက်ကြောင့်အစားနဲ့ပြန်လောက်ရရင်အလုပ်ပိုရှုပ်တယ်ချိန်ပိုကုန်တယ်နော် okay အဲ့ဆိုဒီဘိုင်းကိုသွားမယ်ဒီဘိုင်းကိုသွားဖို့အတွက်ဆရာတို့ tabular report ကိုလုပ်မယ်အဲ့ဒါဆိုရင် create report wizard ကိုရွေးလိုက်မယ်ဆိုတော့လုပ်ချင်တဲ့ကောင်ကဘာလို့လဲဆိုတော့ query 1 ကိုလုပ်မယ်ပေါ့နော် query 1 ကိုဆရာတို့လုပ်မယ်ပြီးရင်အကုန်လုံးယူမယ် next ဒီမှာဆို group မဖြစ်ရအောင်နော် do not group ဒါဆို group ဖြစ်တယ်လို့ခေါ်တယ်ဆရာတို့ဒါ group ဖြစ်တဲ့ဟာကိုရွေးမယ် next ပြီးဒီမှာ tabular portrait ပဲဖြစ်ရမယ်နော်portrait လား landscape လားတော့ဒီမှာကြည့်ပါနော်ဒီမှာ has an orientation of portrait ဆိုတော့ဆရာတို့ဒီမှာ tabular report ဖြစ်တဲ့ portrait orientation နဲ့ဆရာတို့သွားမယ် next ပြီးရင်ဆရာတို့ဒီမှာရှိတယ်ဆိုတော့ခေါင်းစဉ် include the title ဆိုပြီးတော့ဒီကောင်လေးကိုဆရာတို့ထည့်ခိုင်းထားတယ်အဲဆိုရင်ဆရာတို့ဒါလေးကိုတွားရွေးပြီးတော့ထည့်အဲဆိုရင်ဆရာတို့ဒီနေရာမှာအဲလေးကိုထည့်လိုက်နော်ထည့်လိုက်ပြီးတော့ finish နေနိုင်မယ်ရလာပြီအဲဆိုရင်ဒါလေးရလာပြီဆိုရင်ဆရာတို့ကတခြားပိုင်းလေးတွေကိုတွားရအောင်နော်အဲ့တော့ဒီမှာဆိုရင် sort the data into descending order of YOB ဒါဆိုအပေါ်ကနေပြန်တက်မယ်ပေါ့နော် data ကို descending order of YOB ရဲ့ descending order တိုင်းစီရမယ်ဆိုရင် zero view လေးချိန်မယ်ဒီ design view ကိုသွားမယ် YOB ရဲ့ descending order ဖြစ်တဲ့ကြောင့်မို့ဆရာတို့ဒီမှာ group and sort လေးကိုရွေးမယ်ပြီးရင် add sort ပြီးရင် YOB ပြီးရင် descending order ဆိုတော့ဆရာတို့ပါဖြစ်မယ်ဆိုတော့ largest to smallest ဖြစ်မှာပေါ့နော် largest to smallest လေးကိုရွေးမယ်ပြီး sorting စီတာတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်မို့ control S စိတ်ပြီးတော့ဆရာတို့ဒါလေးကိုပိတ်ဒီဘွားသေးလေးကိုနှိပ်ပိတ်နော်အဲ့ဒါလေးကိုပိတ်လိုက်မယ်ပြီးရင်နောက်ထပ်ပါရှိအောင်လဲဆိုတော့ calculate the number of database records show in the report ကိုဆရာတို့တွက်ပေးရမယ်place ကလည်း at the end of the report number ပေါ့နော် fully visible with format to 0 decimal place ဆို0 decimal place လည်းဖြစ်ရမယ်အဲ့ဒါဆိုရင်ဆရာတို့ကဘယ်ကောင်ပဲရည်ကွာဆရာတို့ထွက်လာမယ့် record ရေအတွက်ကအတူတူပဲဖြစ်ရမှာပေါ့နော်အဲ့ဒါကြောင့်မို့ဆရာ first name ကိုပဲထောက်လိုက်မယ်ပြီးရင်ဆရာတို့ total ကနေမှာ count record ဆိုတာလေးကိုရွေးလိုက်မယ်နော်အဲ့ဒါဆိုရင်ဒီမှာသူရဲ့အဖြေထွက်လာပြီထွက်လာတော့လည်းသူကဒီအောက်နားလေးမှာထားရမယ်ပေါ့နော်0 decimal place ကတော့ဖြစ်ပြီးသားပါဘာကြောင့်မလဲဆိုဆရာတို့ဒီမှာ layout view ကိုချိန်ကြည့်လိုက်ပေါ့နော်ဒီအောက်ဆုံးကိုသွားကြည့်မယ်ဆိုရင်ဒီမှာ32ပေါ့နော်အရေအတွက်ကိုရည်တာဖြစ်တဲ့ကြောင့်မို့သူကတော့0 decimal place ဖြစ်ပြီးသားကိုတွေ့ရလိမ့်မယ်နော်နောက်တစ်ခုပါကြံအောင်လဲဆိုတော့မေကွန်ကဆရာ has the label ပေါ့နော် label ကဒီကောင်လေးကို left of this value ဆိုထွက်လာတဲ့ value ရဲ့ left ဖက်ခြမ်းမှာဒီကောင်လေးကိုထည့်ခိုင်းထားတယ်အဲဆိုရင် number of cyclics ဆိုတဲ့ဟာကိုဆရာသွားပြီးတော့ထည့်ရမယ်ပေါ့နော်ဒီဘက်ခြမ်းမှာဆိုတော့ဆရာ design ကနေ AA လေးကိုရွေးမယ်ပြီးဆရာဒီမှာ box လေးဆွဲပြီးတော့ခုနလာမဲ့ number of cyclics ဆိုတဲ့စာလေးကိုထည့်လိုက်ထ
အဲ့ဒါပြောဒါလေးဒီဘက်လေးနည်းလေးကတ်ပေးလိုက်ပါနော်သူတို့နဲ့အားကြီးကတ်သွားရင်လည်းကွယ်ပါမယ်အဲ့လောက်လေးဆိုရနော် okay ပြီးရင်နောက်ထပ်ပါကြအောင်မလဲဆိုတော့ has your sender name number candidate number ပေါ့နော်အဲ့ဒါကိုဆရာတို့ on the report မှာရှိရမယ်အဲ့ဒါရှိရမယ်ဆိုတော့ဒီမှာဆိုတော့ဒီကောင်လေးကိုတစ်ချက်ထောက် delete name ဒါလေးကိုထောက် delete name ပြီးရင် AA ဆိုတာလေးကိုရွေးမယ်အဲ့ပြီးရင်ဒီမှာ box လေးဆွဲလိုက်မယ်နော်အဲ့ပြီးရင်ဒီမှာပါရှုံမယ်ဆိုတော့ကိုယ့်ရဲ့နာမည်ရေးမယ်နောက်တစ်ခါကျတော့ကိုယ့်ရဲ့ candidate number ပြီးရင် sender number ရေးမယ်နော် okay အဲ့ဆိုရင်စင်ပြေပြီနောက်တစ်ခုပါကြအောင်မလဲပြီးရင် fill out single page ပဲကျန်တော့မယ်ဒါဆိုဆရာဒီဘက်မှာလောက်ဆရာကုန်သွားပြီပေါ့နော်အဲ့ဆို layout view ကိုချိန် layout view မှာဆိုရင်ဆရာ fill out single page ဆိုတာ page တစ်ခုလည်းနဲ့ကိုက်နေအောင်လို့ဆရာဒီမျိုးsorry ဒီမျိုးလေးဆွဲနော်ဆွဲပြီးတော့ဒီဘက်လေးနဲ့တိုးမယ်ဒီကောင်လည်းဒီမျိုးလေး select ဆွဲမယ်ဒီဘက်လေးတိုးအဲ့တော့ဒီအောက်မှာကွဲနေရရှိချက်တယ်ပေါ့နော်ဒီမျိုးလေးတခြားကြည့်ပါနော်အဲ့တော့ကွဲလားမကွဲလားဒီဘက်လေးတိုးကြည့်လိုက်အကွဲသွားရတယ်နော်အမျိုးလေးဖြစ်တတ်တယ်အဲ့တော့ဆိုရင်ဆရာတခြား view ဆိုင်ရတယ်ပေါ့အဲ့ပြင်ဒါလေးကိုဆိုဒီဘက်လေးရွှေ့မယ်အဲ့ပြင် first name ဒီမှာဆိုလည်းကွဲလားမကွဲလားရင်ဆိုကြည့်လိုက်ပါအရှိဆုံးကတော့ဒီကောင်ပေါ့နော်ဟိုကဒီကောင်ပေါ့အရှိဆုံးဆိုရင်ဒီကောင်နဲ့ထောက်ပြီးတော့ကြည့်သွားမယ် okay ပြီးရင်ဆို let's name ရလို့အပေါ်ဟိုဖြစ်တာလေနော်ရပြီပြီးရင် YOB ကတော့ဒီရဲ့ state ဒီဘက်လေးရွှေ့လိုက်မယ်ပြီးရင် state လေးနည်းနည်းလေးပြန်ပြီးဒီဘက်ကိုရွှေ့ state ကတကယ်တော့အဲ့လောက်အကျဉ်းလို့ပေါ့နော်ရှာပြီပြီးရင်ဆိုတော့ raise time ကိုလည်းဒီဘက်နည်းနည်းပြန်တိုးလိုက်မယ်ပြီးရင် event run ပေါ့နော် event run ကိုဆိုတော့ဒီဘက်လေးဆွဲokay raise time event run ကိုဒီဘက်လေးနည်းနည်းလေးတိုးမယ်ပြီးရင် status ကိုလည်းဒီဘက်နည်းနည်းလေးပြန်ကတ်မယ် IOP first name okay အဲ့ဆိုရင်ဆရာတို့နည်းနည်းလေးကြည့်ကောင်းပါပါနော်အဲ့တို့လိုချင်တဲ့အတိုင်းဆရာတို့က group code last name first name YOB status raise time average ဆိုရယ် V 9ခုရှိရနော်အဲ့ဒီ9ခုကိုဆရာတို့ဒီအောက်မှာဆိုရင် number of cycles ဆိုပြီးတော့ပေါ်ခိုင်းတဲ့အတိုင်းဆရာတို့ဒီပေါ်နေတာဖြစ်တယ်အဲ့ဒီမှာဆိုရင်ဒီကောင်ကဒါကြီးသေးနေရလို့ဆိုတော့ဘယ်လိုမှဝေးနေရလို့ယူဆရတယ်ပေါ့နော်အဲ့ဒါဆိုဆရာဒီကောင်လေးကိုဒီမျိုးလေးလိုက်ပြီးကတ်ပေးလိုက်အဲ့ဒါမျိုးလေးဆိုရင်ပို့စစ်ပြည့်နော်ကတ်လေးလုပ်ပေးလိုက်ပေါ့အဲ့ဆိုရင်ဆရာတို့ဒါမှန်သွားပြီဆိုရင်ဘာလုပ်ရမလဲ print ထုတ်လို့ရနော်အပြင်ဒီမှာ evidence မှာလည်း screenshot လုပ်ပြရမှာ database formula ကိုသွားထည့်ပေးရမယ်ပြီးရင်ဆရာတို့ print ထုတ်ပေးရမှာပေါ့နော်အဲ့တော့အရင်ဆုံးဆရာ print ရင်ထုတ်လိုက်ပါမယ် print ဒီမှာဆိုရင်တော့မင်းတို့ရဲ့ printer ရှိမယ်ပေါ့နော်ဆရာတို့center printer နဲ့ချိန်ထားပြီးတော့ print လိုက်ရပြီဆရာတို့ဒီမှာလေ့ကျင့်တာဖြစ်တဲ့အကြောင်းကို PDF printer နဲ့လေ့ကျင့်တယ်okay ဆိုရင်ဆရာတို့ဘယ်တော့သိမ်းမယ်ဆိုတော့ဆရာတို့2023 May 21နဲ့မှာဒါကိုဆရာတို့ print out ဒုတိယ print out အနေနဲ့ဆရာသိမ်းလိုက်မယ်အဲ့တော့ print out ပေါ့နော် print out ဆိုရတာတော့ပထမ report ကို print ထုတ်တာဖြစ်နော် okay အဲ့ဆိုရင်နောက်ထပ်ဒုတိယကိုပါကြအောင်ပြောပါနော် screenshot ရပြီးတော့တင်ရအောင်ပဲအဲ့တော့ဒီကောင်လေးကဒီမှာထပ်သွားတယ်နော်ထပ်သွားတယ်ဆိုရင်ဆရာဒီကောင်လေးနည်းနည်းလေးပြန်ညှိမယ် screenshot ရိုက်မှဖြစ်တဲ့ကြောင့် formula တစ်ခုတော့ရှင်းရှင်းလင်းလင်းမြင်ရအောင်လို့ဆရာတို့ဒီလိုလုပ်လိုက်မယ်နော်အဲ့ပြီး Windows Shift S အဲ့တော့ screenshot သွားရိုက်မယ် okay နော်အဲ့ဆိုရင်ဒါကို evidence ဆရာတို့ဘယ်မှာသွားထည့်ရမလဲဆိုတော့ step 20ရဲ့ evidence တွေကိုသွားထည့်ရအောင်အပီးနောက်တစ်ခုသွားမယ်နောက်တစ်ခုကကျတော့ဗာလဲဆိုရင် result နဲ့ cut code table ကိုသုံးပြီးတော့တဲ့ဘာလုပ်ပေးရမလဲဆိုတော့ tabular report တစ်ခုကို create လုပ်ပေးရမယ်tabular report တစ်ခုကို create လုပ်ပေးရမယ်ဆိုတော့ဆရာတို့ခုနကအတိုင်း tabular report ပဲပေါ့နော်ထုံးစံတိုင်းဘယ်ကနေပဲထိလဲဆိုတော့ဆရာတို့ select ကနေ show ထိတစ်ပိုင်းအလုပ်လုပ်မယ်ဒီကနေဒီထိတစ်ပိုင်းအလုပ်လုပ်မယ်အဲ့ဒါဆိုရင် select ကနေ show ထိအလုပ်လုပ်မယ်ဟာမှာဘယ်ကနေစ show ကနေစ show မှာဆရာတို့ကဒီဟာတွေအရင်ဆုံးပြပေးရမယ်ပေါ့နော်ဒီဟာတွေကိုဆရာတို့ကပြပေးရမယ်ဆိုတော့ဒီ order အတိုင်းပဲဖြစ်ရမယ် do not group မလုပ်ရဘူးအဲ့တော့ဒီကောင်လေးကိုဆရာတို့သွားထည့်မယ်အဲ့တော့ raise number ဒါပြီးသွားပြီဆိုတော့ဒါလေးကိုဆရာတို့ save မယ်ပြီးရင် close နိုင်မယ်အဲ့တော့ create query design သုံးခိုင်းတာက cut code နဲ့ result နဲ့ကိုပဲသုံးခိုင်းတယ် okay close နိုင်လိုက်မယ်
အဲ့ဆိုရင်ဆရာတို့ဒါလေးရလာတယ်ပေါ့နော်အဲ့တော့ cat code နဲ့ result နဲ့ဆိုတော့ဆရာတို့ဗာထည့်မလဲဆိုရင်ဒီမှာ race number first name last name correct race numberပြီးရင် first name last name correct first name last name correct နော်အဲ့လေးထည့်မယ်ပြီးရင်နောက်တစ်ခါကျတော့ clap name category stated clap name ပြီးရင် category ပြီး stated ဒါပဲ click နေလိုက်အောင်မယ်အဲ့ပြီး time per kilometer နဲ့ race time နဲ့အဲ့ time per kilometer ဒီမှာပါလားဆိုတော့မပါဘူးเนาะမပါဘူးဆိုရင်တော့ဘယ်အောင်သွားကြည့်ရမလဲဆိုတော့သူ့ရဲ့အပေါ်တစ်ခွက်ဖြစ်တဲ့ contain new fee ဆိုတဲ့ဟာသွားကြည့်မယ် time per kilometer ကတဲ့ calculate at run time မှာပဲတွက်ပြီးတော့အဲ့ဒါက calculate လုပ်ရမှာကဘယ်လိုလုပ်ရမလဲဆိုရင် race time ကို divided by ဘာနဲ့စားရမလဲဆိုတော့ the race distance of 50 km နဲ့စားရမယ်အဲ့တော့ပြောရရင် race time ကို50နဲ့စားပါတော့စားရကြရင်သူ့ရဲ့ဟာကို HHMSS နဲ့ပဲပြပေးရမယ်တဲ့ format ကကြတော့အဲ့ဆိုရင် time per kilometer ဆိုတဲ့ဆိုတော့ဒီ fee အသစ်လေးကိုဆိုတော့ run time မှာတစ်ခါလေးတွက်ပြီးတော့ကိုထည့်ပေးရမယ်တွက်ပြီးထည့်ပေးရမှာဖြစ်တဲ့ကြောင့်မို့ဒီနောက်မှာကစားချလိုက်တော့ခုနရေးခိုင်းတဲ့ time per kilometer လေးကိုရေးလိုက်မယ် if full comma လေးထည့်မယ်အဲ့ဒါ race time ဆိုတော့ r g ပေါ့နော် race race underscore ပြီး time time နော်အဲ့ပြီး star sorry slash စားမှာဆိုတော့ဘာနဲ့စားမလဲဆိုတော့50နဲ့စားမယ်နော်အဲ့ဒါလေးကဒီလောက်ခိုင်းတဲ့ဟာပေါ့နော်ဒီမျိုးလေးရမယ်နော် equation လေးရ equation ပုံစံနဲ့ဒီမျိုးလေးဖြစ်မယ်အဲ့ပြီးရင်ဆရာတို့ကသူအလုပ်လုပ်တာမှန်လားမမှန်လားသိချင်ဆရာတို့ဒီမှာအရင်ဆုံး run ကြည့်လိုက်အဲ့ဆိုဒီမှာစားသွားပြီပေါ့နော်စားသွားပြီမဲ့ဆရာတို့က hour minute second မဖြစ်သေးဘူးအဲ့ဆိုဆရာတို့ hour minute second ဖြစ်ဖို့ရေးဒီကောင် right click property ကိုသွားမယ်သူရဲ့ format မှာ exchange ဆရာတို့ကaccess ဆိုပြီးတော့ထည့်ပေးပါနော်ထည့်ပေးတဲ့အခါကျရင်တော့ဒီဟာလေးပြန် save ပေါ့နော် save ပြီးရင် okay query 2နေနဲ့ save လိုက်မယ် save ပြီးပြန် run ကြည့်လိုက်အဲဒီမှာနော် HHMSS ပြောင်းသွားပြီနော်ဒီလိုလေးပြောင်းသွားရမယ်အဲဆိုရင်မှန်သွားပြီပေါ့နော်မှန်သွားပြီဆိုရင်ဆရာတို့နောက်ထပ်ကြံတဲ့ဘယ်သူ့ကိုထည့်မလဲဆိုတော့ဒီဗါလဲ race time ကိုဆရာတို့ထည့်မယ်အဲ့တော့ race time ကိုထည့်ဖို့အတွက်ဆရာတို့ကဒီမှာ race time နော် race time ရွေးလိုက်ပါ okay အဲဆိုရင်ဆရာတို့ပြီးပါပြီအဲ့တော့ကုန်မှန်သွားပြီပေါ့နော်အဲ့မှန်သွားပြီဆိုရင်ဘယ်ကိုသွားမလဲ select ကိုသွားအဲ့တော့ select ကနေမှဘာလဲဆိုတော့ record ကိုရွေးရမှာ clap name include the test power ဆိုတဲ့ဟာပါတဲ့ဟာကိုဆရာတို့က clap name မှာ include လို့ပြောထားတယ် include လို့ပြောရဲဆိုရင်ဆရာတို့ star ပေါ့နော် contain တော့ include လို့ဆိုရင် star အဲ့တော့ clap name မှာ power ပါမယ်အဲ့တော့ clap name မှာ power ပါတဲ့ဟာဆိုတော့ star power star အမျိုးလေးပဲရေးလိုက်ရမယ်ပြီးရင်တက်တစ်ချက်နေလိုက်ရင်သူ့အကုန်လုံးဝင်သွားလိမ့်မယ်အဲ့ပြီး stated ကတဲ့ does not include ဆိုတာမပါတာပေါ့နော် fin ကော dns ကောမပါရဘူးတဲ့အဲ့တော့ include နဲ့ပြောတဲ့ကြောင့်မို့ဆရာ star နဲ့ရေးချင်လည်းရတယ်မရေးချင်လည်းရတယ်ဘာကြောင့်မို့ဒီခုကကျတော့ရေးချင်လည်းရမရေးချင်လည်းရတယ်ဆိုတော့သူ့ရဲ့ထွက်တဲ့ result ကိုသွားကြည့်လိုက်ပေါ့သူရဲ့ထွက်တဲ့ result မှာ fin or dnf ပဲသူကရှိတာပေါ့နော်ရိုးဒီဟိုင်းစာလုံးဖြစ်တယ်ခုနကကျတော့ clap name မှာကျတော့ဆိုတော့ဒီမှာ power ဆိုတော့စာသားအရှည်ကြီးပေါ့ကွာအဲ့တော့ပုံစံချင်းမတူအဲ့ဆိုရင်ဆရာတို့က stated ဒီ not include dnf or dns ဖြစ်ရမယ်ဆိုတော့ဆရာတို့ stated ကိုသွားမယ် not include ဆိုတဲ့အကြောင်းမို့ဆရာတို့ဒီပါရေးမယ်ဆိုတော့ not not ပေါ့နော် dnf လည်းမဖြစ်ရဘူးဆိုရင်ဆရာတို့က dnf အဲ့တော့ n နဲ့ပဲချိန်ရမယ် and not ဘာဖြစ်ရမလဲဆိုတော့ dns အဲ့ဆိုရင် dns လည်းမဖြစ်ရဘူး dns လည်းမဖြစ်ရဘူးဆိုတဲ့အဓိပ္ပာယ်ရှိတယ်။အပြင် tab တစ်ချက်နှိပ်လိုက်တဲ့အခါမှာဒါသူ့ဝင်သွားလိမ့်မယ်ပေါ့နော် not dnf and not dns နှစ်ခုလည်းမဖြစ်ရဘူးအဲ့တော့ run ကြည့်လိုက်ရင်ဆိုတော့ဒီမှာ dns လည်းမဖြစ်ဘူး dnf လည်းမဖြစ်ဘူး fin only ပဲထွက်လာလိမ့်မယ်နော် okay အဲ့တော့ဆိုတော့ဒီမျိုးပုံစံလေးရသွားရင်မှန်ပြီပေါ့နော်ဒါဆိုရင်မှန်သွားပြီဆိုတဲ့အတွက်ကြောင့်မို့နောက်တစ်ခုပဲကိုသွားမယ်ဆိုတော့ဒီပိုင်းကိုသွားမယ်ဆိုတော့ဒီပိုင်းကိုလုပ်ဖို့အတွက်ဆိုရင်ဒီ query လေးကို save ပြီးတော့ဆိုတော့ပိတ်ခဲ့ရတယ်မပိတ်ခဲ့လည်းရပါတယ်အဲ့တော့ create ကနေမှဆိုတော့ပဲသွားမယ်ဆိုတော့ report design နဲ့ query 2ကိုလုပ်မယ်အဲ့ပြီးဆိုတော့ဒီဟာရွေးလိုက် report wizard ပေါ့နော် report wizard ကနေ query 2ဒီဟာကိုရွေးလိုက်မယ် next do not group ဆိုတာ group ဖြစ်တဲ့ဟာကိုရွေးမယ် next အဲ့ပြီးဒါလည်းဘာမှလုပ်ဆရာမလို့ next ဒီတစ်ပတ်ကိုဆက်ကြော်မယ် next okay ဒီမှာ portrait လား landscape လားဆိုတာသွားကြည့်မယ်အဲ့တော့ has a orientation or landscape ဆိုတာဆိုတော့ landscape orientation ဖြစ်ရမယ်ပြီး next
ပြီးဒီမှာမရှိမလဲဆိုတော့ include the only the title ဒီကောင်လေးပါမယ်ပေါ့နော် large font size အနေနဲ့ at the top အပေါ်မှာပါမယ်ဆိုတဲ့ကြောင့်မို့ကျွန်တော်ဒီကောင်လေးကိုပါပြီးတော့ title အနေနဲ့ပဲထည့်လိုက်မယ်ပြီးရင် finish okay အဲ့ဆိုရင်ကျွန်တော်ဒီမှာ title အနေနဲ့ပေါ်လာခဲ့တယ်ပေါ့နော်အဲ့ပြီးပြီဆိုရင်နောက်တစ်ခုကဘယ်လိုသွားမလဲဆိုတော့sort လုပ်ရမယ်ပေါ့နော်ဆရာတို့ sort တင်စီရမယ် sort the data into ascending order of class name and ascending order of class rank ဆိုတော့ class name ကို ascending order အရင်ဆုံးသွားစီမယ်အဲ့တော့ ascending order စီဖို့အတွက် design view ကိုသွားမယ် group and sort ကိုနှိပ်မယ် add the sort ကိုနှိပ်မယ် class name နော် class name ကို ascending order ဆိုတော့ a on top မှန်ပြီနောက်ကကျတော့ cat rank ကို ascending order cat rank as in cat rank ကိုရွေးမယ် ascending order ဆိုတော့ဆရာတို့က smallest to largest ဆိုတာမှန်တယ်နော်မှန်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီဟာလေးကို save လိုက်မယ် save ပြီးဒါကိုပိတ်ခဲ့လိုက်မယ်နော်ပြီးရင်ဘာကြမလဲဆိုတော့ has နာမည်ပေါ့နော် sender နာမည်ကိန်းတဲ့နာမည်ကိုဆရာတို့ပါအောင်လို့ထည့်ပေးရမယ်အဲ့ဒါဆိုရင်ဒီကောင်လေးကိုတစ်ချက်ထောက် delete နဲ့ဒါနေမလို့ဘူးဆရာတို့ထည့်မယ်ဒီဟာလေးကိုရွေးမယ်ရွေးပြီးကျတော့ဆရာတို့ဒီမှာကိုယ့်ရဲ့နာမည်နောက်တစ်ခါကျတော့ sender number ပြီးကိန်းလေး number ဒါလေးကိုထည့်နော်အဲ့ထည့်ပြီးပြီဆိုရင်ဒါစစ်ပြေပြီပေါ့နော်စစ်ပြေပြီဆိုတော့ဘယ်လိုသွားမလဲဆိုရင်ဆရာတို့ fit on a single page wide ပေါ့နော်တရွတ်ထနဲ့စအောင်လို့ဆရာတို့ပြောင်းမယ်အဲ့ဆိုရင်ဆရာတို့ layout view ချိန်မယ်ပြီးတော့ဒီဟာလေးဆိုတော့တွားညှိမယ်ပေါ့နော်အဲ့ဒီနောက်ဆုံးအနေနဲ့ဆရာတို့စညှိလိုက်မယ်အဲ့လိုညှိတာတော့စစ်ပြေလို့ညှိလို့ရတယ်ဒီဟာလေးကိုဆရာတို့ nearly raise time ဒီဟာလေးနဲ့လုပ်မယ် time per kilometer ဒီမှာထီလေးပြတ်တယ်နော်ဒီဟာလေးကို nearly ဒီမှာလုပ်ပြီး status ကနော်တမိုင်လောက်ကျန်အဲဆိုတော့ status ကိုဆက်တော့ညှိမယ်ဒီတော့ဒီမျိုးချုပ်လိုက်မယ်ဒီဘက်လေးရွှေ့လိုက်မယ် category ကလည်းနည်းလေးကျန်နေပါနော်ဒါလောက်ထားလိုက်မယ် name မှာဆိုတော့ဒီအောက်ကိုဆင်ကြည့်ရခါမှာကိုယ့်ရဲ့နေရာမျိုးရှိတတ်တယ် rollers ပေါ့နော် okay အဲဆိုရင်ဆင်ကြည့်တယ်ပြီးရင် red ဘာလဲလဲ cat brand နော်ဒါလေးကိုလည်းဒီဘက်နည်းလေးဆွဲထားလိုက်နော်အဲဆိုရင်ဆရာတို့ဒီမှာတခြားမြင်ရပြီဆိုရင် last name ကလည်းဒီမျိုးရှည်နေတာဖြစ်တဲ့အတွက်အောက်ကိုဆင်းကြည့်ပါနော်လည်းပဲကွယ်သွားတာမျိုးရှိမှကြားရတယ်ဒီမှာရှည်ဆုံးမကွယ်ဘူးနော်မကွယ်ဘူးဆိုတော့ဒါအဆင်ပြေတယ်ပြီးရင် first name ကလည်းပြောရရင်တော့ဒီတစ်ခုလောက်ပဲပေါ့နော်တော်တော်လေးရှည်တာတွေ့ရတယ်အဲ့တော့ဒီလောက်ထိဆရာတို့ချုပ်လိုက်မယ်အဲ့ဒါရှိတယ်ရှည်တာနော်ဒီလောက်ပေါ့ပြီးတော့ဆရာတို့စစ်ပြေသွားပြီအဲ့တော့ဒီ first name ကိုလည်းနည်းနည်းကြောင်းလိုက်ပါနော်ပြီးဒီနှစ်ခုကိုဆရာတို့လည်းထည့်လိုက်မယ်ပြီးဒီကောင်လေးကိုလည်းဒီဘက်လေးနည်းလေးလိုက်ကပ်မယ်ပြီး erase number လေးကိုဆွဲထုတ်မယ်ဆိုရင်ကြည့်ကောင်းပါပြီနော်ကြည့်ကောင်းပါပြီဆိုရင်ဆရာတို့ဒါလေးကိုဘာလုပ်မလဲဆိုတော့ print ထုတ်ရမယ်အဲ့တော့မေးခွန်းသွားကြည့်ပါနော်ဆိုတော့ဒီမှာ screenshot က database ကလည်း criteria ပေါ့နော် not include DNS ရှာထားကြောင်း criteria ကိုဆရာတို့ statement မှာပေါ့နော်ရှာထားကြောင်းသွားပြီးတော့ screenshot ထည့်ပေးရအောင်ပါတဲ့အဲ့ဆိုရင်ဆရာတို့ query 2ကိုသွားမယ်ဒီပိုင်းလေးပေါ့နော်ဒီပိုင်းလေးဆရာတို့ screenshot လေးသွားရိုက်ပေးရမယ် not DNF and not DNS ဒါလေးကိုဆရာတို့ဒီမှာသွားထည့်မယ် step 21မှာထည့်မယ်နော်ဒါလေးထည့်ရမယ်ထည့်ပြီးပြီဆိုရင်တော့မလုပ်လို့ရပြီလဲဆိုတော့ save and print ထုတ်လို့ရပါပြီအဲ့ဆိုရင်ဆရာတို့ဒီကောင်ကိုဒီ report ကိုပေါ့နော် print ထုတ်မယ်print view ကိုသွားမယ် print view ကိုသွားပြီးဆိုရင်ဆရာဒီမှာကြည့်လိုက်တော့သူက2ရွက်ရှိလိမ့်မယ်နော်2ရွက်ရှိလိမ့်မယ်အဲ့လိုမျိုးလေးဒီခြားလေးပြန်စစ်ပေါ့နော် okay အဲ့ဆိုရင်မှန်ပြီဆိုရင်ဆရာတို့ဘာလုပ်လို့ရလဲဆိုတော့ print ထုတ်လို့ရပြီအဲ့တော့ exam မှာဆိုရင် window printer နဲ့ချိန်ပြီးထုတ်ဒီမှာတော့လေ့ကျင့်တာမလို့ PDF နဲ့ဆရာဆန်းထုတ်မယ်ဒါကိုကြတော့ print out 3ဆိုပြီးတော့နာမည်ပေးလိုက်မယ် save လုပ်လိုက်မယ် okay ဆင်ပြေပါပြီကဲဆိုရင်ဆရာတို့ဒါ paper ဒီဒုတိယတစ်ပိုင်းပေါ့နော် paper 2 2023 paper 2 ရဲ့ဆရာတို့ဒုတိယတစ်ပိုင်း Microsoft Access နေပြီးပါပြီပြီးရင် presentation မှာပြန်တွေ့ကြမယ် bye bye